ပဲအဲ့ဒီလူကရုတ်တရက်ပြန်ရောက်လာပြီးလက်ထပ်ဖို့တောင်းခဲ့ပါတယ်သူကမင်္ဂလာကြေးကို10 တန်းတိုးပေးမယ်လို့တောင်းပြောပါတယ်ညီမဖြစ်သူကတားဖို့လုပ်ပေမဲ့အမဖြစ်သူကရုတ်တရက်သဘောတူလိုက်ပြီး3 ရက်အတွင်းမှာလက်ထပ်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလူကမင်္ဂလာပွဲကိုကဘာအနှောင်ထုတ်လွှင့်မယ်လို့ဝမ်းတာအားရကြေညာလိုက်ပါတယ်ညီမဖြစ်သူကအရင်ဘဝကဖြစ်ပျက်ခဲ့တဲ့မြကိုမိခင်ဖြစ်သူကိုစိုးရင်ကြီးပြောပြလိုက်ပါတယ်မိခင်ဖြစ်သူကခိုင်ခိုင်မာမာငင်းဆယ်ခဲ့ပေမဲ့အမဖြစ်သူကတော့ဒီတစ်ခါမှမိသားစုကိုကာကွယ်ယုံတယ်မကပဲအဲ့ဒီလူကိုအဖိုးခပေးဆက်ခိုင်းမယ်လို့ပြောပြီးမလက်ခံခဲ့ပါဘူး3 ရက်အကြာမှာတော့အဲ့ဒီလူကလက်ထပ်ခင်သဘောတူစာချုပ်လာချုပ်ပါတယ်လက်ထပ်ပြီးရင်မိန်းကလေးရဲ့မိသားစုနဲ့အဆက်အသွယ်ဖြတ်မယ်ဆိုတဲ့အချက်ပါပဲမိခင်ဖြစ်သူကတော့သူ့သမီးကိုအဲ့ဒီလူခေါ်သွားတာကိုကြည့်နေုံပဲတတ်နိုင်ပါတယ်ဒါပေမဲ့သူတို့ထွက်သွားတာနဲ့အမဖြစ်သူကအပေါ်ထက်ကနေအေးအေးဆေးလမ်းလျှောက်ဆင်းလာပါတယ်မိခင်နဲ့ညီမဖြစ်သူကအံ့အားသွားပြီးသူ့နောက်ကိုလိုက်သွားတဲ့လူကဘယ်သူလဲလို့မေးလိုက်ပါတယ်အမဖြစ်သူကတော့အဲ့ဒီလူအသက်ပေးချစ်မိပြီးလက်ထပ်ချင်ခဲ့တဲ့ဒါပေမဲ့မရခဲ့တဲ့လူမဲလူဖြီးလိုက်ပါတယ်နောက်နေ့မှာတော့အမဖြစ်သူကိုရုတ်တရက်ခေါ်သွားပါတယ်သူနိုးလာတဲ့အခါအဲ့ဒီလူရဲ့အုံခန်းထဲမှာရောက်နေပါပြီအဲ့ဒီလူကသူ့ကိုဘာလို့လဲဖျားရတယ်ဆိုတာဒေါ်လာတကြီးမေးပါတယ်အမဖြစ်သူကလည်းသူ့အခြေအနေတွေကိုပြန်ပြောလိုက်ပါတယ်ကုမ္ပဏီရှယ်ယာတွေငွေထား1 ဘီလီယံနဲ့ဗီလာ3 လုံးလိုချင်တယ်မဟုတ်ရင်အမှန်တရားကိုဖော်ပြပြမယ်လို့ချင်းထောက်လိုက်ပါတယ်အဲ့ဒီလူမှလည်းရွေးချယ်စရာမရှိဘဲလက်မှတ်ထိုးလိုက်ရပါတယ်သူတို့နှစ်ယောက်အိမ်ဟောင်းကြီးစီပြန်ရောက်တဲ့အခါရောက်ခမထစ်သူကချွေးမကိုအတိအမှပြုဖို့မိသားစုအမွေဆက်ခံတဲ့ကြောက်ကြီးလက်ကောင်ကိုထုတ်ပေးလိုက်ပါတယ်ဒါပေမဲ့အမဖြစ်သူကသူ့ကိုလက်ထပ်ခဲ့တဲ့သူဟာသူမဟုတ်မှန်းတစ်ချက်ကြည့်တာနဲ့တိလိုက်တဲ့အချိန်မှာတော့အားလုံးပဲတောင့်ခဲသွားတော့ပါတယ်အဲ့ဒီအချိန်မှာပဲအမဖြစ်သူကလက်ခုပ်တိလိုက်ပြီးမင်္ဂလာဝဲဆောင်တွင်ဝှစ်ဆောင်ထားတဲ့အမျိုးသမီးတစ်ယောက်ကိုသူတို့စီတွန့်ပို့လိုက်ပါတယ်